ယဟန်တပားနဲ့အချင်းများပြီးညလုံးမပါဘူးလားဖုန်းကြီးဖြစ်နေလို့မဟုတ်ရင်ရေထဲကန်ချပြစ်မယ်လို့စကားများရန်ထစ်ခဲ့တဲ့ဝိုးဝေသမားတအူလူမှုကိုရပေါ်မှာဝေဖန်မှုတွေပြင်းထန်စွာမြင့်တက်နေပါတယ်မန္တလေးမြို့မှာတန်ဃာတော်တပားနဲ့တုံးပြီးအိုးဝေမောင်းသူတို့အကြားအပြန်လက်ခြေတင်စကားများခဲ့တာဖြစ်ပါတယ်မိသည့်အကြောင်းကြောင့်စဖြစ်ကြလဲမသိရသေးပဲဗီဒီယိုမှတ်တမ်းများအရအိုးဝေမောင်းသူဟာတန်ဃာတော်ကိုစကားနာထုတ်ပြောဆိုရုံတင်မကပဲမျက်လုံးမပါဘူးလားရေထဲကန်ချလိုက်ရမလားဆိုပြီးလိုင်းဆိုင်စွာချင်းချောက်ပြောဆိုခဲ့တာကိုရှင်းလင်းစွာမြင်တွေ့ရပါတယ်တဒနာနွယ်ဝင်ယဟန်တန်ဃာတပားအပေါ်ယခုကဲ့သို့မခံလေးစားပြုမှုပြီးရိုင်းဆိုင်စွာချင်းချောက်ခဲ့သည့်အိုးဝေမောင်းသူ၏ရိုင်းဆိုင်တော်လောက်ရအပေါ်ပြည်သူများကလုံးဝလက်မခံနိုင်ပဲအပြင်းထန်တစ်တဝေဖန်နေကြပါတယ်လက်ရှိမှာတော့ရင်းကဲ့သို့ယဟန်တန်ဃာကိုစော်ကားချင်းချောက်ခဲ့သည့်အိုးဝေမောင်းသူအားဥပဒေအရထိရောက်စွာအရေးယူပေးဖို့ပြည်သူများကလိုလားနေကြပြီးသက်ဆိုင်ရာတာဝန်ရှိသူများဘက်ကလည်းဥပဒေတိုင်းအရေးယူဆောင်ရွက်နိုင်ရေးအတွက်စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ပြည်သက်တို့ရောအိုးဝေမောင်းသူရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးခင်မင်းယူဆချက်တွေကိုကွန်မန့်မှာမှတ်ချက်ဝေရေးခဲ့ကြပါဦး